ခေါင်ရမ်းပန်းတွင်အပိုင်း30အမထိုမျိုးသမီးကိုတွေ့လေတော့ဒေါ်ထားကြီးလာပါရှင့်အိမ်ထဲဝင်ထိုင်အောင်လေဘာကိစ္စလဲတော့မသိဘူးအဲ့ဒီအမျိုးသမီးကတော့မနစ်မြို့ရဟန်နဲ့ရတယ်မဝင်တော့ဘူးငါပြောစရာရှိလို့လာပြောတာနင်တို့ဒီလကောင်ထိပဲဒီမှာနေခွင့်ပြုတော့မယ်နော်ဒေါ်ထားကြီးရဲ့စကားကြောင့်အမအံ့ဩဟန်နဲ့တော်ဘာဖြစ်လို့လဲကျမတို့က6လချုပ်ထားလေအခု3လတောင်မပြည့်သေးဘူးငါအရှိပေါ်ငွေလို့ပေါ့ဒီအိမ်အမြင်ရောက်မှဖြစ်မှာနင်တို့တွေငွေပြန်အမ်းမယ်လာကောင်ရင်တော့အပီးစင်းပေးကြနော်အဲ့လိုမလုပ်ပါနဲ့တော့ရဲ့အခုအမေကလည်းနေမကောင်းဖြစ်နေတာချက်ချင်းပြောင်းရွှေ့လုပ်ဖို့ကြတော့မလွယ်ဘူးမဟုတ်လားလေတကယ်ဆိုရင်အိမ်ရှင်အိမ်ကတစ်လကြိုပြောရမှာပါအခုကလာကောင်ဘုရား10ရက်လောက်ပဲကျန်တော့တာဆိုတော့စင်းဘုရားအဆင်မပြေတော့ဘူးရှင်ဒါရင်ငါနားမလဲဘူးရှော့ဒီမှာညီတို့ငွေ3လစာငါငွေပြန်အမ်းပေးရနော်လာကောင်ရင်တော့စင်းပေးဒါပဲအရှင်တစ်ချိန်ကသဘောကောင်းတဲ့အိမ်ရှင်တော်ထားကြီးနဲ့ပြောင်းလဲသွားတဲ့သူ့ရဲ့အပြုတ်မှုကိုမျိုးတယောက်နားမလည်နိုင်ဖြစ်နေချိန်မှာပဲအိမ်ရှင်ကတော့အပြင်ကနေငွေတွေပြစ်ပေးသွားပြီးတုတ်တုတ်နဲ့ထွက်သွားတယ်စိတ်ညစ်နေတဲ့အမကိုကြည့်ပြီးကျွန်တော်လည်းစိတ်မကောင်းဖြစ်တာနဲ့ဘလို့ကူညီရမှန်းကိုစဉ်းစားရင်အကြံတစ်ခုပေါ်လာခဲ့ပါတယ်အမအဲ့ဒီကိစ္စအတွက်ဆိုရင်ဘာမှစိတ်မညစ်နဲ့နော်အချိန်ရသေးရပဲကျွန်တော်အမေကပွဲစားလေဒီရက်ထဲအိမ်မြင်ရဖို့ကျွန်တော်ကူပြောပေးမယ်ဟုတ်လားဒါဆိုအဆင်ပြေတာပေါ့အမြန်လေးလုပ်ပါအောင်နော်မောင်လေးဒါဆိုခဏဆောင်နော်ကျွန်တော်အမေကိုချက်ချင်းဖုန်းဆက်ပြီးပြောပေးမယ်ပြီးတော့အမေတို့ဆရာဝန်လည်းပေးငယ်မယ်မောင်လေးသွားရင်အမပါလိုက်ခင်မယ်လေအတူတူသွားတာပေါ့ဟုတ်ဒါဆိုလဲသွားအောင်လေးမအမတို့အိမ်သားကဖုန်းဆိုင်ဘက်ကိုထွက်ခဲ့တယ်ဖုန်းဆိုင်နာမရောက်ခင်လေးမှာပဲခုနလာသွားတဲ့အိမ်ရှင်တော်ထားကြီးနဲ့ဖုန်းခေါ်ပေးတဲ့အိမ်ကအမစကားပြောတဲ့ကိုကြားရပါတယ်ညီမကြီးအမကတော့အားမနာနိုင်တော့ဘူးအခုလေးတွေမဲ့သူတို့ကိုအိမ်ပေါ်ကဆင်းပြီးဖို့သွားပြောလိုက်ပြီအမလောက်တာမှန်နေအခုက AIDS ယောဂါတွေအများကြီးဖြစ်နေကြတာသူတို့လိုအချောက်တွေစီကကူးတယ်လို့လည်းပြောကြတယ်ဒါကြောင့်ဆက်မထားတာကောင်းပါတယ်ဖုန်းနာမကောင်းတယ်လို့ခေါ်ပေးနေတာကျမကတော့အရန်ရှုံနေနောက်ဆိုခေါ်မပေးနဲ့လေသူတို့စီကဖုန်းကဘယ်လောက်ရအောင်မို့လို့လဲတော်ကြယောဂါကူးလာမှဖြင့်ဖုန်းအရက်ပြန်နဲ့စေးအောင်သူများတွေပါကူးနေမယ်အမလီအမပြောမှပဲစက်သိန်းတောင်ထလာတယ်နေစမ်းမအောင်ဒါဆိုစောတည်တာလေနေမကောင်းဘူးဆိုတော့ဟဲအမမဟုတ်မှလည်းရော AIDS ရဲ့မြန်ဖြစ်နေလားသူတို့ပြောနေတာကိုအမရောကျွန်တော်ပါကြားရပါတယ်အမတော်တော်စိတ်မကောင်းဖြစ်သွားတယ် AIDS တဲ့မိန်းမရှာရီစီကကူးတယ်တဲ့ထို့သောယူဆချက်တွေကြောင့်ကျွန်တော်အမမျက်နှာကိုကြည့်လိုက်တော့စိတ်မကောင်းဖြစ်တဲ့အမမျက်နှာကမျက်နှာထားကိုတင်းလိုက်ပြီးမောင်လေးလာဆရာဝန်ရင်သွားပြင်အောင်အိမ်ရှာတဲ့ကိစ္စကိုတော့မောင်လေးအိမ်ရောက်မှာပဲမောင်လေးအမေနဲ့ပြောပြလိုက်တော့ထို့သူပြောပြီးအမျိုးသမီးနှစ်ယောက်ရဲ့ရှိမှာခတ်တင်းတင်းလမ်းလျှောက်သွားခဲ့လမ်းတနေရာရောက်တော့ကျွန်တော်ကပဲအမ AIDS ဆိုတာဘာလဲမသိလားအမတေချာတော့မသိပါဘူးလိန်ဆက်ဆန္ဒနေကူးတဲ့ယောဂါလို့ပြောကြတာပဲဒါဆိုဘာလို့အချောက်တွေစီရရတဲ့ယောဂါလို့ပြောတာလဲလိန်ဆက်ဆန္ဒယောက်ျားတွေရောမိန်းမတွေရောဆက်ဆန္ဒမဟုတ်ဘူးလားအမတိတ်မလေးလာသေးတော့မပြောတတ်ဘူးခုနကသူတို့နှစ်ယောက်ပြောသလိုမျိုးအရင်ကလည်းခဏခဏကြားဘူးတယ်ဒါရင်တော့မှပြောကြတာပေါ့အခုအမေတို့ဆရာဝန်သွားပြင်အောင်နော်ဟုတ်ကဲ့မဒီလိုနဲ့ပဲဆရာဝန်တူကိုတေချာကူညီတောင်းပြီးအမေစောတီတာတော့အိမ်ကိုပဲခေါ်ခဲ့ပါတယ်ဆရာဝန်ပါလာတော့အမေမှညင်းရခတ်တာမို့လက်ခံရတော့သည်ဒါတောင်ဆရာဝန်ကိုစောရကတက်သေးတာမို့ဆေးမတောက်ဘူးဆေးမထိုးသွေးမစစ်ဘူးဆိုပြီးလှုပ်သေးတာဆရာလည်းသဘောကောင်းပါတယ်အမေကိုတိုက်တွန်းပြောပြီးတော့ဆေးမထိုးချင်ဘူးဆိုရင်တော့တောက်ဆေးလေးတော့တောက်လိမ့်နော်ကျွန်တော်ဆေးရေးပေးခဲ့မယ်ထို့သူဆိုပြီးရေးပေးခဲ့ပါတယ်ပြီးတော့ကျွန်တော်နဲ့အမကိုအပြင်ခေါ်ပြီးတော့လူနာချီနေကလိုအပ်တာတွေစစ်ဆေးရမယ်သူချောင်းဆိုတာကြားပြီလားတလားလောက်တော့ရှိပြီဆရာပိန်လဲပိန်သွားတယ်ညနေဘက်ဆိုလည်းအဖျားတက်တယ်ဒါဆိုရင်တော့ခမရပြောပုံရဆိုရင် TV ဖြစ်နိုင်ရရှိတယ် TV ရှိမရှိဆိုတာတော့တစ်ချက်စစ်ဆေးရမယ်
အမေကခေါင်းမာနေတာဆရာဘယ်လိုပြောရမှန်းတော့မသိဘူးဒါနဲ့ AID တော့မဟုတ်ပါဘူးနော်ဆရာအဲ့ဒါလေပြောလို့မရဘူးဗျရှိရင်လည်းရှိနေနိုင်တော့တယ် AID ရဲ့သမားတွေက TV ဝင်လေးရှိတတ်တယ်သွေးစစ်ကြည့်မှပဲသိနိုင်မှာပါထို့သောဆိုတော့ကျွန်တော်လည်းသိချင်စောနဲ့ AID ဆိုရင်ကုလို့မရဘူးဆိုတာဟုတ်လားဆရာAID ဆိုရင်တော့ကုဖို့မလွယ်ဘူးကွာ TV ဆိုရင်တော့ဆေးပုံမှန်တောက်ရင်အရှင်းပြပါတယ်အဲ့ဒီအချိန်မှာပဲအမမိမရှာမို့လို့ AID ဖြစ်နိုင်တာလားဆရာအဲ့လိုတော့ယူဆလို့မရပါဘူးအကြီးကလိန်ဆက်ဆံပေါ်များတဲ့သူတွေဆိုရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းမတွေပဲဖြစ်ဖြစ်ကူးနိုင်ခြင်းများတယ်နောက်တစ်ခုကမူရည်ဆွေးဝါအတူထိုးတဲ့သူတွေဆိုရင်လည်းကူးကြတယ်ပိုးရှိတဲ့သူရဲ့သွေးကိုသွေးမိတာကလည်းကူးတယ်လို့ရှိတယ်ပိုးရှိရဲ့မိခင်ကနေမွေးလာတဲ့တရေသားကိုလည်းကူးနိုင်ပါတယ်ဟုတ်ကဲ့ဆရာအမေကိုတေချာနားချပြီးစစ်ခိုင်းလိုက်ပါမယ်အခုလိုတေချာရှင်းပြပြီးလို့ကျေးဇူးပါနော်ဆရာရှော့ဒီမှာသူတောက်မယ်စီးတွေသူစစ်ရမယ့်ဟာတွေရှိပေးထားတယ်တောက်ဝယ်ပြီးအညွန့်တိုင်းတိုက်လိုက်နော်သွေးဖြေရင်ပြန်လာခဲ့ပါဒါဆိုကျွန်တော်ပြန်လိုက်ပါအောင်မယ်ဟုတ်ကဲ့ပါဆရာဆရာဝန်ပြန်သွားတော့ကျွန်တော်နဲ့အမခေါင်းချင်းဆိုင်တိုင်ပင်ကြတာပေါ့ဘယ်လိုလုပ်မလဲမတွေးစစ်ဖို့ပဲလုပ်ရမှာပေါ့ TV အတွက်ကတလိမ့်စစ်ရမယ်မလုပ်လို့မရဘူးလေမဟုတ်ရင်ဒီထက်အခြေအနေဆိုးသွားလိမ့်မယ်အမမရရအောင်နားချကြည့်ပါမယ်အမကဘယ်လိုနားချမှာလဲဗျအမေရဲ့အားနည်းချက်ကိုအမသိတယ်ဘာအားနည်းချက်လဲမအမေရဲ့အားနည်းချက်ကအမတို့ပဲလေမောင်လေးရဲ့အမေကမာကြောပေမဲ့တန်ရောစင်တိတ်ကြီးတာမိမအစ်စ်သားမဟုတ်တယ်မိခင်စိတ်တော့အပြည့်ရှိတယ်ပြောနေကြပါတယ်အမတို့အခုပဲဝင်ပြီးစီးရုံကြတာပေါ့ဒီလိုနဲ့ပဲကျွန်တော်နဲ့အမအခန်းထဲဝင်နေအခန်းထဲမှာတခြားမိမရှာတွေရှိပါတယ်အမေကအမကိုစိတ်ဆိုးဟန်နဲ့ညိုးမနော်နင်တော်တော်ရှိတယ်ငါအစီယူနဲ့ငါအဆင်ပြေပါတယ်ဆိုဘာလို့ဆရာဝန်ခေါ်ရတာတော့အော်အမေရဲ့စီးမိတူနေတာတက်တာရိုးမှန်ရင်လေသမီးပဲခေါ်မလဲအခုကမတက်တာလို့ခေါ်ရတာပေါ့ဆရာဝန်ကဘာပြောလဲငါဟာ AID ဖြစ်နေပြီလို့ပြောသေးလားပေါက်ပေါက်ရှာရှာမေးရဲ့ပြောစရာလားနင်တို့လိမ်မှုမကြိုးစားနဲ့ငါမှဒီယောဂရှိနေလားမသိဘူးငါမှသာရှိလို့ရတော့ငါကိုတက်သေးပြင်ပါအမေမှဒီယောဂရှိမရှိဆိုတာတွေးစစ်ကြည့်မှသိရမယ်ဒါပေမဲ့အမေတို့သမီးတို့ရှိပါတယ်အမေကိုကျမတို့အားလုံးအားကိုးရတာအမေအဲ့လောက်တော့ပြော့ညံ့ရလားယင်သမီးတို့မိမရှာရတဲ့အားကိုးရဆိုတာအမေပဲရှိရလေအမေကအဲ့လိုလွယ်လွယ်အလျှော့ပြီးတော့သမီးတို့ကဘသူ့ကိုအားကိုးရမလဲမေမာကြောနေတယ်အမေစောတည်တာလေအမအပြောတွေကြောင့်ပျော်ပြောင်းသွားရတယ်လို့အခန်းထဲရှိမိမရှာတွေကလည်းမျက်ရည်ဆက်လက်နေအမေရဲ့တမီးတို့အတွက်အသက်ရှင်ပေးပါရှင်တန်ပေးပါတမီးတို့မှဒီအမေမှမရှိဘယ်သူစီသွားအမလဲအမေအားတင်းထားပါဦးမေရဲ့နော်မေနော်တယောက်တစ်ပေါက်ဝိုင်းပြီးပြောတော့အေးငါသွေးစစ်မယ်မနေ့ပြန်အကုန်စစ်မယ်စကားတွေအများကြီးမပြောဘဲအမေပြန်ငြိမ်သွားတယ်ဒါပေမဲ့စောတီရာရဲ့မျက်လုံးတွေကိုကျွန်တော်နားလည်ခဲ့ပါတယ်သူသာမရှိရင်ဒီမိမရှာတွေတိတ်ခတ်ခဲမှာပဲဆိုတဲ့အကြည့်ကအားဖြော့နေတဲ့မျက်လုံးတွေထဲမှာတောက်ပါစွာမြင်ရပါတယ်ကျွန်တော်ဒီတစ်ခါတော့အမကိုအတော်လေးကိုချီးကျူးမိပါတယ်အမလူတစ်ယောက်ကိုဘယ်လိုကင်တွေရမလဲဆိုတာကောင်းကောင်းသိနေတဲ့အတွေးကိုလည်းကျွန်တော်သဘောကျတယ်အခုလည်းအမေရဲ့အားနည်းချက်ကိုသိတော့ဒီအချက်နဲ့လိုရာကိုလုံနိုင်ခဲ့ပါတယ်အမပြောရဆိုရင်တော့အမေဟာသူ့မိန်းမရှာတွေကိုသူသိချစ်တာဒီမိန်းမရှာတွေကလည်းငငယ်ကလေးကတချို့ဆိုနေစရာမရှိစားစရာမရှိတဲ့ဘဝတချို့ကြတော့လေမိဘအတိုင်းဝိုင်းကဖဲခြင်းခံရတာတွေမို့အမေရဲ့မြတ်တာတွေဟာသူတို့အပေါ်မှာပို့လို့ရှိခဲ့တာပေါ့အမရဲ့စီးရုံမှုကလည်းအောင်မြင်ပြီမို့မနေ့ပြန်မှပြန်လာတော့မယ်လို့ဆိုပြီးအမကိုနှုတ်ဆက်ခဲ့ပါတယ်အိမ်ရောက်တော့အမေကိုအတိအမတွေအတွက်အဆင်ပြေတဲ့အိမ်အမြန်ရှာပေးဖို့အပူကက်ရတာပေါ့အမေကလည်းငှားလို့ရတဲ့အိမ်တွေရှိလို့မနေ့ပြန်ငှားမဲ့သူသာခေါ်ခဲ့ဆိုတော့အဆင်ပြေပါတယ်
အိမ်ရောက်ဖို့ရှိတဲ့အကြောင်းကိုဖုံးဆက်ပြီးသတင်းကောင်းပေးခြင်းပေမဲ့အမတို့ကိုယွန်းရှာနေတဲ့ဖုံးအိမ်ကိုကျွန်တော်မဆက်သွယ်ပါဘူး။မနေ့ပြန်အမေစောတီတာကိုတွေးဆဖို့သွားခေါ်ရင်မှပြောပြတော့မယ်လို့တွေးနေရင်ဒီညအတွက်တော့အမေစောတီတာအတွက်အပြေကောင်းရဖို့အတွက်စူတောင်းပြီးအိတ်လိုက်ပါတယ်။မနေ့ပြန်ရောက်တော့